ရွာပြီးတဲ့နနက်ခင်းတစ်ခုမြို့တော်လမ်းဘေးထောင်မှာအဝတ်စားပျက်စီးပြီးဖုန်တင်နေတဲ့မိန်းကလေးတစ်ယောက်ထိုင်နေတယ်။သူမကိုမြင်တဲ့သူတိုင်းမျက်နှာလှည့်ပြီးရှောင်သွားကြတယ်။အယူမလားဒီလိုလူတွေကမကောင်းတာတွေဆွဲလာတတ်တယ်။လူတွေကအထင်သေးကြတယ်။ဒါပေမဲ့သူမဟာလူမဟုတ်ဘူး။နတ်ဖျားမတပါစမ်းသပ်မှုတစ်ခုကြောင့်လူပြည်ကိုဆင်းလာပြီးစွမ်းအားတွေကိုဖုံးကွယ်ထားရတဲ့နတ်ဖျားမတစ်နေ့မင်းသားတစ်ယောက်လမ်းပေါ်ကနေဖြတ်သွားတယ်။သူ့ကားရန်တွေအဆောင်တွေအားလုံးနဲ့အာနာရှိသူတစ်ယောက်လိုမြင်ရတယ်။ဒါပေမဲ့သူ့မျက်နှာမှာပင်ပန်းမှုတစ်ခုပြည့်နေတယ်။သူ့အိမ်မှာမကြသေးခင်ကစပြီးမကောင်းတဲ့အရာတွေဖြစ်နေတယ်။အဖေရုတ်တရက်မကျန်းမာဖြစ်လာတယ်။အမေညတိုင်းအိမ်မက်ဆိုးတွေတွေ့နေတဲ့အိမ်ထဲမှာမမြင်နိုင်တဲ့အရေးတွေလှုပ်ရှားနေတယ်။သူအဲ့ဓာတွေကိုမဖြေရှင်းနိုင်သေးဘူး။အဲ့ဒီအချိန်မှာပဲသူလမ်းဘေးမှာထိုင်နေတဲ့အယူလိုမိန်းကလေးကိုမြင်လိုက်တယ်။အခြားလူတွေကလစ်လူရှုပေမဲ့သူ့နှလုံးသားထဲမှာတနာစိတ်တစ်ခုပေါ်လာတယ်။ဒီလိုမိုးထဲမှာတယောက်တည်းထိုင်နေတာမကောင်းဘူး။သူကားရက်လိုက်တယ်။အဆောင်တွေအံ့အားသင့်သွားတယ်။မင်းသားဒီလိုလူကိုအနာမကတ်သင့်ပါဘူး။ဒါပေမဲ့သူနားမထောင်ဘူး။သူမနာကိုသွားပြီးတိတ်တိတ်လေးပြောလိုက်တယ်။